ဆောင်းအောင်တဲ့ဂီတာတီးတာတဲ့တင်တန်းကိုပေါ့နော်ဒီလောက်ထိကျွမ်းကျင်အောင်ပေါ့နော် professional တယောက်ဖြစ်အောင်တကယ်ဖျားပိတ်သိမ့်တဲ့ musician တယောက် guitarist တယောက်ဖြစ်အောင်အချိန်ဘယ်လောက်သင်ယူခဲ့ရလဲအဲ့ဒါလေးပြောပေးပါတဲ့နံပါတ်1နံပါတ်2ကတော့ဟိုဂီတာမတီးခင်ကဖျားအမှုတော်ထဲမှာပါဝင်ဖို့စက္ကတ်တာလားဂီတာတီးပြီးတော့မှယူပါယုံရပြီးစက္ကတ်တာလားတဲ့အဲ့ဒါဆရာအောင်ပိုင်နေနဲ့မေးထားတာဖြစ်ပါတယ်လက်ခုပ်တီးပြီးကြိုးဆိုကြရအောင်မှန်တိုင်းဝေခံရရင်ကိုခုချိန်ထိတော်တယ်လို့လည်းမခံယူပါဘူးပြည့်စုံတယ်လို့လည်းမခံယူပါဘူးခုချိန်ထိလေ့လာနေသေးပါလေ့လာဘယ်လိုပြောမလဲတင်ယူခဲ့တဲ့ချိန်ပေါ့နော်ရင်တော့ဆိုတော့ကျွန်တော်၄တန်းလောက်ကလေးဂီတာစတင်ခဲ့တာဆိုတော့၄တန်းလောက်ကလေးဂီတာအခြေခံပေါ့နော်အခြေခံစတင်ခဲ့တယ်ရစ်တန်လေးတွေပေါ့နော်စီကီဒီကီတို့အဲ့လိုကော်လေးတွေနည်းနည်းပါတီးတဲ့အချိန်တုန်းကတင်ခဲ့တယ်နောက်ကျွန်တော်9တန်း10တန်းလောက်မှာပေါ့နော်ကျွန်တော်တို့ဆရာဒိတ်ပြီးနော်ဆရာဒိတ်ပြီးကိုတီးတဲ့လူတော်တော်များတီးကြမှာပါဆရာဒိတ်ပြီးစီမှာကျွန်တော်ဂီတာလစ်ဂီတာပေါ့နော်လစ်ဂီတာပိုင်းတင်ခဲ့တယ်လစ်ဂီတာပိုင်းတင်တဲ့အချိန်ကစပြီးကျွန်တော်ဘယ်လိုပြောဂီတာတီးခြင်းစိတ်တွေပုံပေါက်ဖွာလာတယ်ပေါ့နော်ဆိုတော့အဲ့တုန်းကတော့တရက်ကိုကျွန်တော်3နာရီလောက်အနည်းဆုံး3-4နာရီ5နာရီလောက်ဒီပေါ့နော်ကြောင်းဆင်းတာနဲ့လွယ်ကိုချဂီတာကိုင်းတီးပေါ့နော်အဲ့လိုမျိုးတီးဖြစ်တယ်ခုနောက်ပိုင်းတော့မတီးတိတ်မတီးဖြစ်တော့ဘောနော်လေးတန်းနောက်ပိုင်းအခုထိတီးတာပေါ့ဆရာဟုတ်တယ်ဆိုတော့ခုနောက်ပိုင်းတော့မိသားစုနဲ့ဗာနဲ့ဖြစ်သွားပြီဆိုအချိန်ပေးရမယ့်အရင်များလာတော့အလုပ်တွေလည်းရမ်းများလာတော့လေ့ကျင့်တာတော့မရှိတော့ဘောနော်မလေ့ကျင့်ဖြစ်တော့ဘူးဒါပေမဲ့ဂီတာနဲ့ကတော့နေ့တိုင်းဟိုတီးဖြစ်တယ်ပေါ့နော်တချင်းတွေအတက်ဟာရအများကြီးတီးဖြစ်တော့လေ့ကျင့်တဲ့ပုံစံတော့မရှိတော့ဒါပေမဲ့လေ့လာတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့2008ဟို Happy Family မှာနော် Mandalay Happy Family Music and Bible ပေါ့နော်အဲကျောင်းမှာတင်တန်းကျောင်းရှိတယ်အဲ့မှာကျွန်တော်ဒီဂီတာကို theory တွေရောနောက်ပို့ပြီးမှဟိုပါပေါ့ထဲဝင်ပို့လေ့လာသင်ယူဖြစ်ခဲ့တယ်အဲ့ချိန်တုန်းကတော့ကျွန်တော်တော်တော်များများနေ့ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ည10နာရီ17နာရီတကယ်ချင်းတွေအားလုံးအိတ်သွားပြီဆိုရင်ကျွန်တော်ကမှဂီတာလေးကင်ပြီးကျွန်တော်မနေ့3-4နာရီထိဂီတာတီးတယ်တညလုံးတီးတယ်ပေါ့နော်အဲ့ချင်လဲမန်းလေးဆိုချင်တအားများလေချင်လဲများဒီလိုမျိုးမျက်စိမိတ်ပဲဒီတိုင်းလောက်ရင်တော့3-4កောင်လောက်ရှိတယ်လေချင်လက်ထဲမှာအဲ့လောက်ထိများချင်ဂီတာတီးရင်ချင်ရိုက်ရင်းနဲ့ပဲတညလုံးပေါ့နော်လို့တီးတဲ့နေ့တွေမနေဘူးပေါ့နော်အဲတော့တော်တော်များများတီးဖြစ်တယ်သင်ခန်းစာအုပ်တွေအဲ့လိုမျိုးရှိရလေနော်အဲမှာဒီစာအုပ်တုပ်ကိုကျွန်တော်တို့ပုံမှန်တီးမယ်ဆိုရင်3-4ဓာတ်လောက်တီးရမယ်စာအုပ်ပေါ့နော်စာအုပ်မျိုးဆိုကျွန်တော်ကအဲ့လိုမျိုးညတိုင်းလက်တီးလေ့ကျင့်ဆိုတော့တစ်ပတ်လောက်နဲ့ပြီးတယ်ပေါ့နော်ကိုကအဲ့လိုမျိုးစူးစမ်းခဲ့တယ်ပေါ့ရင်တော့ကတော့နိုင်တော်တော်များများကိုအချိန်ပေးဒီမှာလေ့လာလေ့ကျင့်ခဲ့တယ်ပေါ့ခုနောက်ပိုင်းတော့ဒီသချင်းတွေနားထောင်နိုင်ငံခြားသချင်းတွေworship သချင်းတွေပြီးအကုန်လုံးနားထောင်ပြီးလေ့လာပြီးရင်လေ့လာခဲ့တယ်ပေါ့နော်ဒါပတ်တစ် question ပေါ့ဟုတ်လားโอเคပါကျေးဇူးတင်ပါတယ်ဆရာပြောနံပါတ်1 question ကတော့ဆရာအမှုတော်ဆောင်ဖို့ပေါ့နော် music နဲ့အဲ့ဒါဂီတာမတီးခင်လားတီးပြီးမှလားတဲ့ကျွန်တော်ကတော့ဟိုအမှုတော့ဆောင်ဖို့တီးတန့်ကြီးကျွန်တော်ရွေးချယ်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဂီတာဒီဖျားချောင်းမှာတော့ငယ်ငယ်ကလေးကဟို9တန်းလောက်ကလေးစင်ပေါ်မှာဒီ state ပလင်ပေါ်မှာဆရာတွေနဲ့ကျွန်တော်စီနီယာကြီးတွေနဲ့9တန်း10တန်းလောက်ကလေးလက်တွဲပြီးတီးခဲ့တယ်ဖျားမှုတော့တဲ့ထဲမှာပါဝင်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဘဝမှာအဲ့လိုမျိုးဂီတာနဲ့ဖျားတော့ပဲစက္ကပ်မယ်ဆိုတဲ့ဟာမျိုးတော့အဲ့လိုမျိုးသုပစ်ချတာတော့မရှိဘူးကျွန်တော်ကတော့အမှန်တမ်းပြောရင်ငယ်ငယ်ကလေးကကျွန်တော်တို့ IC တို့ပေါ့နော်ကိုလေးဖြူတို့မျိုးကြီးတို့ဆရာချစ်တို့ခွေတွေနားထောင်ရင်းနဲ့အဲ့လိုမျိုးကြီးလာတာဆိုတော့အဲ့လိုမျိုးအပြင်သချင်းတွေလည်းတအားတီးချင်တယ်ပေါ့နော်ရှင်းရှင်းပြောရင်ငယ်တုန်းကဆိုဘယ်လိုပြောနာမည်ကြီးချင်တယ်ဗျာနော်နာမည်ကြီးချင်တယ်အမှန်တိုင်းဝက်ခံမြန်မာပြည်မှာတော်ဆုံးဂီတာသမားတယောက်ဖြစ်ချင်တယ်ဆိုပြီးမှဟိုလိုလက်ဆောင်တီးရမယ်ဘာညာမတီးရဘူးဆိုတာတွေမဟုတ်ဘဲနဲ့ကျွန်တော်ဖြစ်ချင်တာပေါ့နော်မြန်မာပြည်မှာကျွန်တော်ကြီးလာကြတယ်မြန်မာပြည်မှာတော်ဆုံး
ဂီတာသမားတယောက်ဖြစ်ချင်တယ်ဆိုပြီးငယ်ငယ်တုန်းကပေါ့နော်စိတ်ကူးရှင်ပြီးအိမ်မက်ပေါ့ဆိုတော့အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တီးလာရင်နဲ့အမှုတော်မြတ်ထဲမှာလည်းတီးတယ်အပြင်မှာလည်းတီးတယ်ဆိုပြီးမှကျွန်တော်အဲ့လိုမျိုးအမှုတော်မြတ်ထဲမှာလည်းတနိုင်တဲ့လောက်ပါဝင်မယ်အပြင်ဘက်မှာလည်းကျွန်တော်တီးမယ်ပေါ့နော်ဆိုပြီးဆုံးဖြတ်ချက်အဲ့လိုပဲချတာပါဟုတ်ကဲ့ကျေးဇူးပါလက်ခုပ်တီးပြီးတော့မှကျွန်တော်ကျေးဟုတ်ပြီကျွန်တော်တို့အချိန်ရသေးတယ်နော်ဟုတ်ပြီ